မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြည်ထနာဖြစ်လာခဲ့ပြီးတော့လက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာ၄နှစ်ကျော်လာပြီဖြစ်ပါတယ်။ဒီ၄နှစ်ကျော်တိုက်ပွဲအတွင်းလူစိတ်ဝင်စားမှုများခဲ့တဲ့တိုက်ပွဲတွေထဲမှာအနည်းငွင်းတိုက်ပွဲလည်းပါဝင်ခဲ့ပြီးဒီရုပ်သံဖိုင်ထဲမှာတော့အနည်းငွင်းတိုက်ပွဲရဲ့သူရဲကောင်းတွေအကြောင်းကိုပြောပြပေးချင်ပါတယ်။ဒီအစီအစဉ်လေးမစတင်ခင်မှာတော့ channel လေးကို like subscribe နဲ့ share ပေးပါအောင်ပရိသတ်ကြီးသူရဲကောင်းတွေဆိုတာဟာမြန်မာတပ်မတော်မှာခေတ်အဆက်ဆက်သူရဲကောင်းတွေပေါ်ခဲ့ကြသလိုဒီနေ့ခေတ်ကာလအထိလည်းသူရဲကောင်းတွေပေါ်စမြဲပါပဲအခုကျွန်တော်ကွန်ပျူတာတင်ဆက်ပေးချင်တာကတော့ချောင်းနှစ်ခွတိုက်ပွဲမှာ51ရက်ကြာအောင်စိတ်သက်ခိုင်မာစွာနဲ့စစ်သားကုန်းတပ်မတော်ကုန်းကိုတမိုင်းမော်ကုန်းတင်ပေးခဲ့တဲ့သူရဲကောင်းတွေအကြောင်းပဲဖြစ်ပါတယ်တိုက်ပွဲမဖြစ်ပွားခင်9ရက်အလူကလေးကအကြံဖက် KTNA PDF တွေဟာချောင်းနှခွမှာရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်မယ်ဆိုပြီးတော့တည်င်းရရှိခဲ့တဲ့အတွက်တရင်မှုတူပူကြီးမြို့ကုတ်ကိုဝင်ဦးစီးပြီးခံစစ်အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့သလိုရန်သူဝင်နိုင်တဲ့လမ်းကြောင်းတွေမှာလည်းကာကင်းတွေထုတ်တာတွေပြုလုပ်ခဲ့ပါတယ်ဒီလိုခံစစ်ပြင်ဆင်မှုတွေလုပ်နေချိန်မှာ17လပိုင်း10ရက်2023ရက်နေ့နနက်4နာရီအချိန်လောက်မှာအကြမ်းဖက် KDN PDF တွေကအင်အား1000လောက်နဲ့6နှစ်ခွစခန်းနဲ့6နှစ်ခွတရားတို့ကိုအင်အားအလုံးရင်းနဲ့တိုက်ခိုက်ခဲ့သလို drone တွေကိုအသုံးပြုပြီးတော့ drop ဘုံတွေနဲ့အဆက်မပြတ်ဘုံချတိုက်ခိုက်ခဲ့ပါတယ်။6နှစ်ခွတိုက်ပွဲမှာလုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့တွေဟာလည်းရန်သူကအင်အားအများပြားနဲ့တိုက်ခိုက်တာခံရတဲ့အတွက်6နှစ်ခွပင်မစခန်းကိုလာရောက်ပူးပေါင်းမှုတရင်မှုကအမိန့်ပေးခဲ့ပါတယ်။တရင်မှုအမိန့်ကြောင့်တရားမှရှိတဲ့လာခရအဖွဲ့တွေဟာထိခိုက်မှုမရှိဘဲနဲ့ချောင်းနှခွစခန်းကိုလာရောက်ပူးပေါင်းနိုင်ခဲ့ပါတယ်။ရန်သူဟာအရက်မျက်နှာအသီးသီးမှာဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်တပ်မတော်လေကလေကြောင်းပစ်ကူတွေပေးပြီးတော့တိုက်ခိုက်တဲ့အတွက်အကြမ်းဖက်သမားတွေဖြစ်တဲ့ KTN PDF တွေဟာထိခိုက်ကြဆုံးမှုတွေများပြားခဲ့ပါတယ်။လေကြောင်းပစ်ခတ်မှုကြောင့်ဖျို့ဖျဲဖြစ်သွားတဲ့အကြမ်းဖက်သမားတွေဟာ17လပိုင်း17ရက်2023နဲ့17လပိုင်း12ရက်2022ရက်တွေမှာအင်အားပြန်လည်စုဖွဲ့ပြီး6နှစ်ခွကြေးရွာအတွင်းမှာရှိတဲ့ပြည်သူနေအိမ်တွေပလီတွေဘုံကြီးကျောင်းတွေကိုအကာအကွယ်ယူပြီးတော့ drone တွေ RPG တွေစစ်လက်တွေအစရှိတဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့စခန်းကိုအကြိမ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ရန်သူတွေကလည်း6နှစ်ခွစခန်းရရှိဖို့အတွက်အင်အားအများပြားအသုံးပြုပြီးတော့နေရောညပါအဆက်မပြတ်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲကပြင်းထန်မှုတွေရှိခဲ့တာပါဒီလိုနဲ့17လပိုင်း15ရက်2023မှာတော့တိုက်ပွဲပြင်းထန်နေတဲ့အချိန်တရင်မှုဒုတိယဗိုလ်မှူးကြီးမြို့ကုတ်ကိုဝင်းဟာ၎င်းရဲ့လက်အောက်မှာရှိတဲ့အရာရှိစစ်တီတွေကိုအားပေးစကားတွေလိုက်လံပြောနေချိန်မှာအကြမ်းဖက်သမားတွေရဲ့ဒရုန်းဘုံကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဒီလိုဒဏ်ရာရရှိခဲ့တဲ့အတွက်တရင်မှုရဲ့ကိုကြီးအရာရှိကတတိထားဖို့အကြံပြုပြောနေချိန်မှာ၎င်းကငါအတွက်နဲ့ငါမိဘကလက်မထောင်ဂုံယူရတဲ့သားကောင်းတယောက်တမတော်အတွက်လည်းစံနမူနာပြရမယ်စစ်သားကောင်းတယောက်ပဲဖြစ်ရင်ငါကြည်နပ်ပါတယ်ငါတိုက်ပွဲကြသွားရင်မင်းကဦးဆောင်မိတိုင်ဘရောမလက်နဲ့မချနိုင်ဆိုပြီးတော့မှာကြပြီးတရားရရှိနေတဲ့ဂျားကနေသူ့ရဲ့တပ်ကိုအနိကကိုခဲပြီးတိုက်ပွဲဝင်ခဲ့ပါတယ်ဒီလိုရန်သူရဲ့ဝိုင်းပတ်ပိတ်ဆိုပြီးအပြင်းထန်တိုက်ခိုက်မှုကိုစခန်းမှာရှိတဲ့တပ်မတော်သားတွေနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကရွရွချွန်ချွန်ခုခံကာကွယ်နေပေမဲ့တိုက်ပွဲရရှိလာတာနဲ့ခဲယမ်းတွေနေပါလာပါတယ်ဒီအခြေအနေကိုသိရှိတဲ့အတွက်တပ်မတော်လီကရိတ်ခါတွေခဲယမ်းတွေကိုairdrop ချပြီးပြန်လည်ဖြည့်တင်ခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားချိန်18ရက်မြောက်ဖြစ်တဲ့12လပိုင်း26ရက်2023ရက်နေ့မှာတော့တရင်မှုဒုတိယဗိုလ်မှူးကြီးမြို့ကုတ်ကိုဝင်းဟာဒရော့ဘုံကြောင့်ရရှိခဲ့တဲ့ဒဏ်ရာတွေကိုစေကူတာမှုခံယူပြီးဘန်ကာတွေကနေပြန်ထွက်ချိန်မှာအကြမ်းဖက်သမားတွေရဲ့စနိုက်ပါနဲ့ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသွားကသွေးထွက်လွန်ပြီးတော့မြင့်မြတ်စွာကြာဆုံးသွားခဲ့ပါတယ်။17လပိုင်း26ရက်2023ရက်နေ့မှာကြာရှုံးသွားတဲ့တရင်မှုဒုတိယဗိုလ်မှူးကြီးမြို့ကုတ်ကိုဝင်းဟာလူမျိုးတယောက်ဖြစ်တဲ့အပြင်တပည့်တွေအပေါ်မှာလည်းစိတ်ရင်းစီရင်လာကောင်းပြီးမိဘကိုလောက်ကင်ကျူးမှုနေတဲ့သားလိမ္မာတယောက်လည်းဖြစ်ပါတယ်။တရင်မှုကြာသွားတဲ့အတွက်ချောင်းတော့ခွာစခန်းရဲ့ကွက်ကဲမှုတာဝန်ကိုစခန်းမှာကျန်ရှိနေတဲ့တရင်မှုကိုရေးရာရှိစီနီယာပူကြီးစီရတာဝန်ယူလိုက်ရပါတယ်။စစ်ပွဲတစ်ခုမှာခေါင်းဆောင်ကျသွားရင်လက်အောင်ငယ်သားတွေစိတ်သက်ပြပြသွားကြပါတယ်။ဒါပေမဲ့ချောင်းတစ်ခါတိုက်ပွဲဖြစ်စဉ်မှာတော့ပြောင်းပြန်လိုမျိုးသားဖြစ်ပါတယ်။ခေါင်းဆောင်ကြရှုံးသွားပေမဲ့ဘိုးစရာရဲ့ခေါင်းဆောင်မှုနဲ့စီယုံမှုကောင်းတာတွေ
လက်အောက်ဖွဲသားတွေကကြာဆုံးသွားတဲ့မိမိခေါင်းဆောင်အတွက်လက်စားချေလိုတဲ့စိတ်တွေကြောင့်စိတ်ထက်ကြာဆင်းသွားတာမျိုးမရှိတဲ့အပြင်အချင်းချင်းစီလုံးမှုကပုံမူကျစ်လက်တယ်လို့ပြောရပါမယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုရင်ရန်သူကဒရော့ပုံးကြောင့်မျက်လုံးထိသွားတဲ့စစ်သည်တယောက်ကိုအခြားစစ်သည်တွေကစံပြုတ်ခွန့်တိုက်နေတာကတတ်သေးပါပဲ။စစ်သည်တွေရဲ့စိတ်ဓာတ်တွေဘလောက်တောင်ခတ်ထန်သွားကြတယ်လဲဆိုရင်ခရတန်ရှည်ဆွဲပြီးစကမ်းပေါ်ကနေဆင်ကရန်သူကိုအတိခံတိုက်ခိုက်မယ်ဆိုတဲ့အထိဖြစ်ကုန်လို့ဗိုလ်ကြီးစီယာကအခြေအနေကိုပြန်လဲထိန်းသိမ်းခဲ့ရပါတယ်။ဒါပြင်စကမ်းအနီးဝန်းကျင်မှာကာကင်းတွေထုတ်ထားတဲ့လုံခြုံရေးအဖွဲ့တွေကိုစကမ်းအတွင်းပြန်လဲစုပေါင်းစီပြီးတော့ခံစစ်ပြုလုပ်မဲ့အစီအမံတွေကိုပြန်လဲညှိနှိုင်းလှုံ့ဆော်ခဲ့ပါတယ်။17လပိုင်း29ရက်2023ရက်နေ့မှာတော့အကြမ်းဖက်သမားတွေဟာတရင်မှုကြာရှုံးသွားတာကိုသိတဲ့အတွက်မိမိတို့တပ်ဖွဲ့တွေစိတ်သက်သာဆင်းနေပြီးအထင်နဲ့အင်အားအလုံးရင်3ကောင်ဒရုန်းဘုံတွေအဆက်မပြတ်ချပြီးထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်လာတဲ့အကြမ်းဖက်သမားတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးတော့ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်ရန်သူတိုက်စစ်အဟုန်ရပ်တန့်သွားပြီးတော့အကြမ်းဖက်သမားတွေဟာလည်းတော်တော်လေးအထိနာသွားပါတယ်။အထိနာသွားတဲ့အကြမ်းဖက်သမားတွေဟာချောင်းနှောက်ခွရွာအတွင်ကိုပြန်လဲဆုတ်ခွာသွားပြီးကြေးရွာအတွင်မှာနေရာယူပြီးစနိုက်ပါတွေ RPG တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါပြင်ဟန်စပီကာတွေအသုံးပြုပြီးစကန်အတွင်မှာရှိတဲ့အရာရှိစစ်သည်နဲ့ရဲတပ်ဖွဲ့ဝင်တွေအားလုံးကိုလက်နက်ချအညံ့ခံဖို့အချိန်တိုင်းအော်ဟစ်ပြောဆိုနေခဲ့ပါတယ်။အကြမ်းဖက်သမားတွေဘလို့ပဲပြောဆိုစည်းရုံးနေပါစေစစ်သူတွေရဲ့စိတ်တွေကရိုင်းနေမသွားခဲ့ပါဘူး။အကြမ်းဖက်သမားတွေဟာစစ်သည်တွေအညံ့မခံမှန်းသိတော့နေ့စဉ်ပဲစကန်ကိုအချိန်ချင်းဝင်တိုက်ပြီးဖိအားပေးတဲ့အပြင်စကန်အတွင်းမှာရှိတဲ့တောက်သုံးရည်ထပ်မံမဖြည့်တင်းနိုင်အောင်ဖြတ်တောက်ပိတ်ဆို့ထားပြန်ပါတယ်။တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလ24ရက်မြောက်နေ့ဖြစ်တဲ့12လပိုင်း3ရက်2023ရက်နေ့မှာတော့ချောင်းနှောက်ခွစကန်အတွင်းမှာတောက်သုံးရည်တော်တော်လေးနေပါသွားပါတယ်။ဒါကြောင့်ဗိုလ်ကြီးစီယာကတွက်လက်ချက်ချပြီးမြေအနေထားကျွမ်းကျင်တဲ့စစ်သည်၄ဦးကိုရွေးထုတ်ပြီးရေခတ်မဲ့အစီအစဉ်ကိုဆောင်ရွက်ပါတော့တယ်။ရေခတ်မဲ့အချိန်မှာတော့ည7:00နာရီအချိန်နောက်ပိုင်းမှာခတ်မှာဖြစ်ပြီးတော့ဗိုလ်ကြီးစီယာကိုယ်တိုင်စစ်သည်၄ဦးနဲ့အတူတွားခတ်မှာဖြစ်ပါတယ်။အကယ်၍ရေခတ်ချိန်မှာတစုံတစ်ခုဖြစ်တဲ့အတန်ကြားမယ်ဆိုရင်စကမ်းပေါ်ကနေလုံးဝဆင်းမလာဘူးနဲ့ရေခတ်တဲ့အဖွဲ့ကိုပြစ်ကူပေးနိုင်မှုအသင့်ပြင်ထားဖို့လည်းမှာကြားခဲ့ပါတယ်။ဗိုလ်ကြီးစီယာနဲ့အဖွဲ့ဟာအနေရတွေကြားကတောက်သုံးရီအတွက်ထိခိုက်မှုမရှိဘဲခတ်ယူနိုင်ခဲ့ပါတယ်။တောက်သုံးရီအတွက်အဆင်ပြေသွားပြီမဲ့လေရိခါအတွက်ကတော့အခက်အခဲဖြစ်လာခဲ့ပါတယ်။ဒီချိန်မှာလေကြောင်းထောက်ပံ့မှုမရှိသေးတဲ့အပြင်ရိခါရှာဖို့အခက်အခဲရှိတဲ့အတွက်ဆက်သွယ်ရေးမြောင်းအတွက်မှာပေါက်နေတဲ့ဘာပင်ပန်းမသိတဲ့အပင်တွေကိုစားခတ်ပြီးပြုတ်တောက်ခဲ့ရပါတယ်။12လပိုင်း9ရက်2023ရက်နေ့မှာတော့လေရင်နဲ့ရိခါလာဖို့မှာဖြစ်ကြောင်းကိုမင်းတို့ဘာတွေလိုအပ်တယ်လဲလိုတာပြောလို့ဘူခါမှုကပြောဆိုလာတဲ့အတွက်စကမ်းမှာရှိတဲ့စစ်တီတွေကအဘကြီးကျွန်တော်တို့ဆက်လိုက်နေကြည်စံသာချပေးပါစကမ်းလုံးဝမကြစေရဘူးအသက်နဲ့ရင်းပြီးအာမခံနေဆိုပြီးတောင်းဆိုကြပါတယ်ဒီလိုတောင်းဆိုမှုကြောင့်ဗျူဟာဘူးကစစ်တီတွေလိုအပ်တဲ့ပစ္စည်းတွေဝယ်ယူပြီးရိတ်ခါချပေးမယ်လေရင်နဲ့ထည့်ပေးလိုက်ပါတယ်12လပိုင်း6ရက်2023ရက်နေ့မှာတော့တမရော်လီကလေကြောင်းနဲ့ရိတ်ခါတွေထောက်ပံ့ပေးခဲ့ပါတယ်လေကြောင်းကချပေးလိုက်တဲ့ရိတ်ခါတုတ်တွေနဲ့ကြီးစံတုတ်တွေကိုတဲဆောင်ချိန်မှာအကြမ်းဖက်သမားတွေကစနိုက်ပါနဲ့ပစ်ခတ်တဲ့အတွက်ရိတ်ခါတုတ်တက်ဆွဲနေတဲ့တပ်သားတိမ့်ထိုက်အောင်ကြီးစံထိမှန်ခဲ့ပါတယ်ဒီလိုထိမှန်ပြီးတရားရနေတဲ့တပ်သားတိမ့်ထိုက်အောင်ဟာရဲဘော်ရဲဘက်တွေအတွက်ရိတ်ခါတုံးတဲ့ကြီးစံနှစ်ထုပ်ကိုစကမ်းပေါ်ကိုရောက်အောင်ဆွဲနိုင်ခဲ့ပေမဲ့သူ့တပ်ကိုတော့ပြန်မဆွဲနိုင်တော့ပါဘူးစကမ်းပေါ်ရောက်ပြီးတရားတွေကြောင့်သွေးအလင်းလေးဖြစ်နေတဲ့တပ်သားတိမ့်ထိုက်အောင်ကိုဗိုလ်ကြီးစီရနဲ့စေးတပ်သားတွေကချက်ချင်းစိတ်ကူပေမဲ့သွေးထွက်လွန်နေပါပြီကို့အချင်းကြီးကိုတိနေတဲ့တပ်သားတိမ့်ထိုက်အောင်ဟာဗိုလ်ကြီးစီရကိုဗိုလ်ကြီးတပည့်တာဝန်ကြည်ပါတယ်နော်တာဝန်ကြီးထပ်ပြီးထမ်းဆောင်ကြပါသေးတယ်ဒါပေမဲ့ကျွန်တော်မရတော့ဘူးလို့ပြောကခေတ္တခဏအကြာမှာပဲစစ်တီတော်ကောင်းတယောက်တိုင်းပြည်အတွက်မြင့်မြတ်စွာအသက်ပေးလူသွားခဲ့ပါတယ်။ကျောင်းတော်ကစကန်တိုက်ပွဲနဲ့ပတ်သက်ပြီးခြေလျင်ချင်းပြန်တက်တွေရဲ့လုံဆောင်ချက်တွေဂုံပြူရည်သားပြပြီးတဲ့နောက်မှာဒီနေ့မှာတော့ချောင်းတော်ကစကန်အတွင်းမြေပြင်အမြောက်တပ်ဖွဲ့ရဲ့လုံဆောင်ချက်တွေတောင်ကလေးဗျူဟာကဗျူဟာမှုရဲ့သူ့ရဲ့တပိတ်တွေအပေါ်မှာထားတဲ့စစ်ကောင်းဆောင်တယောက်ရဲ့စိတ်ဓာတ်တွေအကြောင်းကိုဆက်လက်တင်ပြပေးချင်ပါတယ်။ချောင်းတော်ကစကန်မှာရှိတဲ့အမြောက်တပ်စုအနိကဆုံးနောက်ကျောင်းကဘလို့ရှိသလဲ။ချောင်းတော်ကစကန်မှာရှိတဲ့ဘုံမူထွန်းဝင်းဦးဆောင်တဲ့အမြောက်တပ်စုနဲ့အမြောက်တပ်စုလုံခြုံရေးဗိုလ်ကြီးမင်းအောင်တို့ဟာချောင်းတော်ကစကန်ကိုမရောက်ခင်အကြမ်းဖက် KNU တောင်မဟာ6ရဲ့ဒ
တကွန်တိုင်းစခန်းကိုအမှုန့်ချေတင်ပိုက်ခဲ့တဲ့နောက်ွယ်ကပဲကန်ရှင်တွေဖြစ်ခဲ့ပါတယ်။ဒီလိုအတွေ့အကြုံတွေများပြီးစွမ်းရည်ပြေးွားတဲ့အမြောက်တက်စုတစုချောင်းနှောက်ခွစခန်းကိုရောက်သွားတာဟာတမတော်အတွက်တန်မိုးမဖြတ်နိုင်တဲ့တမိုင်းတစ်တစ်ခုရေးထိုးဖို့အတွက်ဖြစ်ခဲ့ပါတယ်။ဘုံမှုထုံးဝင်ဦးဆောင်တဲ့အမြောက်တက်စုနဲ့ဗိုလ်ကြီးမင်းအောင်ဦးဆောင်တဲ့အမြောက်တက်စုလုံခြုံရေးအဖွဲ့တွေဟာအကြမ်းဖက် KNU တာမဟာ6ရဲတကွန်တိုင်းစခန်းကိုတင်ပိုက်ပြီးတဲ့နောက်2023ခုနှစ်စက်တင်ဘာလမှာချောင်းနှောက်ခွစခန်းကိုရောက်ရှိပြီးချောင်းနှောက်ခွစခန်းမှာရှိတဲ့တရင်မှုရဲ့ညွှန်ကြားချက်တွေအရဘုံမှုထုံးဝင်းတို့အဖွဲ့ဟာစခန်းရဲ့အရှိမျက်နှာစာမှာနေရာယူအခြေပြုခဲ့ကြပါတယ်။17လပိုင်း10ရက်2023ရက်နေ့မှာတော့ချောင်းနှောက်ခွစခန်းကိုအကြမ်းဖက် KDNA PDF ဟာအင်အား1000ကျော်အင်အားအလုံးရင်းနဲ့ဝင်တိုက်ခဲ့သလို drone တွေနဲ့လည်း drop ဘုံတွေအစမပြတ်ကျေးချတိုက်ခိုက်ခဲ့ပါတယ်။အကြမ်းဖက်သမားတွေရဲ့ drop ဘုံတွေချပြီးတိုက်ခိုက်မှုကြောင့်တိုက်ပွဲစဖြစ်တဲ့ရက်မှာပဲအမြောက်တက်စုမှုဘုံမှုထုံးဝင်းဟာမျက်နှာနဲ့ခါးရီမှာဘုံစားထိမှန်တရားတွေရရှိခဲ့ပါတယ်။ဒီလိုရရှိနေတဲ့တရားတွေကိုဂရုမစိုက်ဘဲနဲ့၎င်းအဓိကလှုပ်ဆောင်ရမယ့်အမြောက်ပစ်ကူကိုရောက်အောင်ပစ်ခတ်ပြီးပစ်ကူလုပ်ပေးခဲ့ပါတယ်။အမြောက်ပစ်ကူပေးမယ်ဆိုတာဟာစကားအရာမှာလွယ်ပေမဲ့အမြောက်ရှိတဲ့စခန်းကိုလာတိုက်တာဖြစ်တဲ့အတွက်ပစ်ခတ်ရမှာကန့်သက်ချက်တွေများစွာရှိပါတယ်။ဘာကြောင့်အမြောက်ပစ်ခတ်ဖို့ကန့်သက်ချက်ရှိတယ်လဲဆိုရင်ရန်သူဟာအင်အားအလုံးရင်းနဲ့တိုက်ခိုက်နေတာဖြစ်တယ်လို့စခန်းရဲ့မီတာ60ခန့်အကွာမှာရှိတဲ့စေယုံအတွင်းမှာလည်းစနိုက်ပါတွေနဲ့ပစ်ခတ်နေတာဖြစ်တဲ့အတွက်ပစ်ကူကိုတတိကြီးကြီးထားပြီးလှုံ့ဆော်ခဲ့ရပါတယ်။ဘလို့ပဲရန်သူကဖိအားပေးထားပါစီစခန်းရဲ့မီတာ60အကွာမှာရှိတဲ့အကြမ်းဖက်သမားတွေကိုချိန်မုံမှုအတွက်အမြောက်တပ်ဖွဲ့မှာရှိတဲ့စစ်သည်တွေဟာ120မမအမြောက်ကို85ဒီဂရီထောင်ပြီးမိမိအသက်ကိုဗနာနာမထားဘဲမိုင်းပိုက်ကကန်ကိုစတင်ပစ်ခတ်ခဲ့ပါတယ်။အမြောက်စစ်သည်တော့ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ဘုံသီးတွေဟာအကြမ်းဖက်သမားတွေရဲ့နေရာကိုတက်တက်ကြရောက်ပောက်ကွဲခဲ့တဲ့အတွက်တည်ဆုံမှုတွေများပြားသွားပြီးစခန်းကိုမတိုက်ခိုက်တော့ဘဲနဲ့ချောင်းနှောက်ခွရွာအတွင်းကိုချက်ချင်းဆုတ်ခွာသွားပါတော့တယ်။အကြမ်းဖက်သမားတွေဟာချောင်းနှောက်ခွစခန်းကိုရောက်အောင်တိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လာတာဖြစ်တဲ့အတွက်အထိနာပေမဲ့အပီးပိုင်းဆုတ်ခွာမသွားဘဲချောင်းနှောက်ခွရွာအတွင်းမှာအခြေပြုပြီးထပ်မံတိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်။မိမိတို့ဘက်ကအမြောက်စစ်သည်တွေကလည်းတိုက်ပွဲခက်တာငြိမ်သက်ချိန်မှာရန်သူစနိုက်ပါပစ်ခတ်မှုကနေရှောင်ကွင်းပြီးနောက်ထပ်တိုက်ပွဲတွေအတက်ပြင်ဆင်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီးဘုံမှုထွန်းဝင်းကလောင်းရဲ့တရင်ကအမြောက်တရင်မှုနဲ့အမြောက်ပြူဟာမှုထံကိုဖြစ်စဉ်အခြေအနေကိုတင်ပြခဲ့ပါတယ်။အမြောက်တရင်မှုနဲ့အမြောက်ပြူဟာမှုတို့ဟာလည်းဘုံမှုထွန်းဝင်းကိုလိုအပ်တဲ့ခဲယမ်းတွေအချိန်မီဖြည့်တင်းပေးမှာဖြစ်ကြောင်းနဲ့အမြောက်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးအကြံဉာဏ်တွေပေးခဲ့ပါတယ်။စခန်းကိုသိမ်းပိုက်နိုင်ခြင်းမရှိတဲ့အပြင်အမြောက်ပစ်ခတ်မှုကြောင့်အထိနာသွားတဲ့အကြမ်းဖက်သမားတွေဟာနောက်ရက်ဒီမှာလည်းအင်အားစုပွဲပြီးအကြိမ်ကြိမ်တိုက်ခိုက်ပြီးမြဲအမြောက်ပစ်ခတ်မှုတံကိုမခံနိုင်ဘဲနဲ့အကြိမ်ကြိမ်ပဲပြန်လဲဆုတ်ခွာသွားခဲ့ကြရပါတယ်။အကြမ်းဖက်သမားတွေဟာ၎င်းတို့စခန်းတိုက်ခိုက်ရမှာအဓိကဒုက္ခပေးနေတာကစခန်းအတွင်းမှာရှိတဲ့အမြောက်ပွဲဖြစ်တဲ့အတွက်အမြောက်ပွဲရဲ့နေရာကို drop ဘုံတွေအဆက်မပြတ်ချတာတွေအမြောက်စစ်သည်တွေကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ဘန်ကာတွေကထွက်လို့မရအောင်နှီးပြိုးစုံနဲ့ဖိအားပေးခဲ့ပါတယ်။ဒီလိုတနေရာတွေကိုဖိအားပေးပြီးတော့ပစ်ခတ်ပေးနေတဲ့အတွက်အမြောက်စစ်သည်တွေဟာအန်ဒီယေကိုရှောင်ကွင်းပြီးတိုက်ပွဲဝင်နေပေမဲ့တရက်မှာတော့ဘုံသီးတွေတင်နေတဲ့စစ်သည်တယောက်ဟာရန်သူစနိုက်ပါထိမှန်ပြီးမြင့်မြတ်စွာကြာရှုံးသွားခဲ့ပါတယ်။ချောင်းနှောက်ခွစခန်းတိုက်ပွဲဟာရက်ရှည်လာတာနဲ့အမျှအမြောက်ပစ်ကူအဖွဲ့ရဲ့ဘုံသီးတွေဟာလည်းယုံနေလာပါတယ်။ဒါကြောင့်ဘုံမှုထုံးဝင်းဟာတောင်ကလေးပြူဟာမှာရှိတဲ့စစ်ပြူဟာမှုနဲ့ချိတ်ဆက်ပြီးရန်သူတိုက်ခိုက်လာမယ်ဆိုရင်ပြစ်ကူပေးနိုင်ဖို့ရန်သူပြစ်မှတ်မြေပုံညှိုးပေးပို့ခဲ့ပါတယ်။ချောင်းနှောက်ခွစခန်းမှာတရင်မှုကြာရှုံးပြီးတဲ့နောက်အကြမ်းဖက်သမားတွေရဲ့တိုက်စစ်အချိန်ဟာလည်းပုံမမြင်လာပါတယ်။ဒီတိုက်စစ်အချိန်ကိုဦးနှိမ်နိုင်ဖို့အတွက်တောင်ကလေးပြူဟာကပြူဟာမှုကလည်းအမြောက်ပစ်ကူတွေကိုဒရဇက်ပစ်ခတ်ပေးပါတယ်။တောင်ကလေးပြူဟာမှုပစ်ကူပေးခြင်းမြေပြင်မှာရှိတဲ့ဘုံမှုထုံးဝင်းကတီကြချက်တွေကိုတွက်ချက်ပြီးတီကြတဲ့ပြင်ဆင်ချက်တွေပြပို့တဲ့အတွက်ထိချက်တွေကောင်းဝင်ပြီးရန်သူတိုက်စစ်လဲအကြိမ်ကြိမ်လမ်းကျသွားခဲ့ပါတယ်။တိုက်ပွဲပြီးဆုံးချိန်ထိချောင်းနှောက်ခွစခန်းကိုပြူဟာမှုပစ်ကူပေးတဲ့120မမဘုံသီးအရေအတွက်ဟာ923လုံးထိရှိခဲ့ပြီးပြန်ပြအားဖြင့်တရက်ကို18လုံးလောက်အထိမိမိတပ်ဖွဲ့ဝင်တွေကိုပစ်ကူပေးခဲ့ပါတယ်။လက်နက်ကြီးတန်းကြောင့်ထိခိုက်မှုတွေများနေတဲ့အကြမ်းဖက်အဖွဲ့တွေဟာချောင်းနှောက်ခွစခန်းကိုစစ်ကူလာတဲ့တပ်မတော်စစ်ကြောင်းတွေနီးကပ်နေပြီဖြစ်တဲ့အတွက်အဆုံးဖြတ်ဖြစ်မဲ့နောက်ဆုံးတိုက်ပွဲကို12လပိုင်း29ရက်2023မှာတပန်ဆင်နွှဲပါတော့တယ်
မိမိတို့တပ်ဖွဲ့ဝင်တွေဟာလည်းစစ်ကူတွေရောက်ရှိလာမှဖြစ်တဲ့အတွက်စိတ်သက်တွေတွက်ကြနေသလိုဗိုလ်ကြီးထွန်းဝင်းရဲ့နောက်ဆုံးပိတ်အမြောက်ပစ်ကူတွေကလည်းထိချက်တွေကောင်းလွန်လာပါတယ်။ဒါပြင်ရန်သူရဲ့အုံနောက်မဲစွာတိုက်ခိုက်လာမှုကိုအဆုံးသတ်ပေးလိုက်တာကတော့ဗိုလ်ကြီးထွန်းဝင်းရဲ့53လုံးမြောက်အဆုံးသတ်ဘုံဒီဒါမှမဟုတ်ရင်တိုက်ပွဲကာလတစ်ခုလုံးကိုပွဲသိမ်းပေးလိုက်တဲ့1135လုံးမြောက်120မမနောက်ဆုံးဘုံဒီကြောက်ရောက်ပောက်ကွဲချိန်မှာတော့ရန်သူဟာထိခိုက်မှုများစွာနဲ့အကုန်လုံးဆုတ်ခွာထွက်ပြေးသွားရင်းနဲ့6နောက်ကစခန်းရဲ့တိုက်ပွဲဟာလည်းပြီးဆုံးသွားခဲ့ပါတယ်။ရန်သူကလည်းတိုက်ပွဲကာလတစ်လျှောက်လုံးမှာ drop ဘုံအရေအတွက်1200လောက်ကြေချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။12လပိုင်း30ရက်2023မှာတော့အကြမ်းဖက်သမားတွေအခြေပြုတဲ့နေရာတွေဖြစ်တဲ့6နောက်ခွာစီတရားနဲ့စာတင်ကျောင်းတွေကိုဘုံမှုထုံးဝင်းဦးဆောင်ပြီးအပြတ်ရှင်းလင်းကအောင်မြင်မှုတွေရယူခဲ့တာကတော့အမြောက်တပ်ဖွဲ့သမိုင်းကိုဂုံရောင်တောက်စေခဲ့တဲ့ခေတ်သစ်သမိုင်းဝင်နေ့ရက်တွေဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ရန်သူတွေနီလန်မျိုးစုံသုံးပြီးတိုက်တဲ့ဒီတိုက်ပွဲမှာ6နောက်ခွစခန်းမှာရှိတဲ့အမြောက်အဖွဲ့ရဲ့လုံဆောင်ချက်တောင်ကလေးဗျူဟာကဗျူဟာမှုရဲ့ပြစ်ကူချက်တွေအောက်မှာရန်သူဟာအကြိမ်ကြိမ်ကြာရှုံးသွားခဲ့ပါတယ်။ဒါပြင်ခြေလျင်တက်တဲ့အမြောက်တပ်ဖွဲ့ရဲ့ဟန်ချက်ညီစွာပူးပေါင်းဆောင်ရွက်မှုတွေကြောင့်အောင်မြင်ခဲ့တဲ့တိုက်ပွဲတစ်ခုဆိုရင်လည်းမပါပါဘူး။အခုဆိုရင်ဗိုလ်မှူးထုံးဝင်းတယောက်နိုင်ငံတော်ကချီးမြှင့်တဲ့သွေးကောင်းမှတ်တမ်းဝင်ဂုဏ်ပြုလက်မှတ်ကိုကိုင်ရင်တိုက်ပွဲအတန်တွေငြိမ်သက်သွားပြီဖြစ်တဲ့6နောက်ခွစခန်းကြီးရဲ့အရင်အတိုင်းပြန်လဲလှပသွားပြီဖြစ်တဲ့အတ္တရံမြေကြီးတို့ရဲ့တန်ရာအောက်ကအလှတရားတွေကိုပြန်လဲခန်းစားမိနေလောက်မှာဖြစ်ပါတယ်။6နောက်ခွတိုက်ပွဲအပိုင်း9ကိုတော့တိုက်ပွဲအတွက်မှာဆွမ်းဆွမ်းတမန်ဆောင်ရွက်ခဲ့ကြတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့လုံဆောင်ချက်တွေနဲ့ဇက်သိမ်းပေးကြပါတယ်။ဒီ6နောက်ခွတိုက်ပွဲမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေရဲ့လုံဆောင်မှုကလည်းတော်တော်လေးချီးကျူးစရာကောင်းလာပါတယ်။6နောက်ခွမှာတာဝန်ကျနေတဲ့ဒုရဲမှုဟာ၎င်းရဲ့လက်အောက်မှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုတိုက်ပွဲမဖြစ်ပွားခင်အချိန်ကာလကလေးကတိုက်ပွဲဖြစ်ပွားလာမယ်ဆိုရင်လုံရမယ့်အခြေအနေကိုအသေးစိတ်မှာကြားထားပြီးဖြစ်ပါတယ်။ဒုရဲမှုရဲ့မျှော်တွေးထားတဲ့အတိုင်းတိုက်ပွဲဖြစ်လာချိန်မှာတော့ရဲတပ်ဖွဲ့ဝင်တွေဟာတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေခဲ့ပါပြီ။တချို့ရဲတပ်ဖွဲ့ဝင်တွေရဲ့ရဲရင်မှုတွေဟာဆိုရင်တော်တော်ကိုလေးစားစရာကောင်းပါတယ်။တိုက်ပွဲစဖြစ်ချင်းမှာရဲတပ်သားစံလင်းဟာရန်သူထံကအလောင်းနဲ့ M22 တနက်ကိုရအောင်ဆွဲနိုင်ခဲ့တဲ့အထိတပ်တီတွေကောင်းခဲ့ကြပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်းတပ်မတော်နဲ့လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပြီးရန်သူတွေကိုပြင်းပြထန်ထန်တိုက်ခိုက်နိုင်ခဲ့သလိုရဲတပ်ဖွဲ့ဝင်တွေလူတော်မဟုတ်တော့ဘဲနဲ့စစ်တီတော်တွေလိုပဲရဲရင်ပြောင်ပြောက်စွာထမ်းဆောင်နိုင်ခဲ့ကြသူတွေဖြစ်နေကြတာမျက်ဝါးထင်ထင်မြင်ခဲ့ရပါတယ်။ဒီတိုက်ပွဲမှာအတွေ့အကြုံရှိတဲ့ဒုရဲမှုဟာရန်သူထံကနေရရှိခဲ့တဲ့ဆက်သွယ်ရေးဆက်ကိုကောင်းကောင်းအသုံးချပြီးတော့ရန်သူလှုပ်ဆောင်မဲ့သတင်းတွေကိုကြားပြတ်ဖမ်းယူပြီးမိမိတို့တပ်ဖွဲ့ကိုကောင်းကောင်းကာကွယ်နိုင်ခဲ့ပါတယ်။ဒါပြင်ဒုရဲမှုဟာစေးတင်တန်းကိုတက်ရောက်ခဲ့သူတယောက်ဖြစ်တာနဲ့အညီတိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်သူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကို၎င်းကိုယ်တိုင်စိတ်ထိုးစိတ်ကူတာပေးခြင်းတွေဆောင်ရွက်ခဲ့ပါသေးတယ်။အကြမ်းဖက်သမားတွေဟာတိုက်ပွဲစဖြစ်ချိန်မှာရဲတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုအတိကထားဖိတိုက်ခဲ့ပါတယ်။ရန်သူတွေရဲ့အထင်ကရဲတပ်ဖွဲ့ဝင်တွေကစိတ်သက်ပြော့မဲထင်ပြီးဖိတိုက်တာပါ။ဒါပေမဲ့သူတို့အထင်နဲ့မြင်တလွဲစီဖြစ်သွားပြီးတော့ရဲတပ်ဖွဲ့ဝင်တွေရဲ့ရဲရင်နဲ့တနက်ပြောင်းဝအောင်မှာတော်တော်များများတည်ဆုံကြရပါတယ်။ဒါကြောင့်အကြမ်းဖက်သမားတွေဟာရဲတပ်ဖွဲ့ဝင်တွေရဲ့ဖုန်းနံပါတ်တွေကိုစုံစမ်းပြီးတယောက်ချင်းစီကိုဖုန်းဆက်ကစိတ်သက်စစ်စင်ရေးတွေစတင်ပါတော့တယ်။ရန်သူတွေဘလို့ပဲဖုန်းဆက်ပြီးစိတ်သက်စစ်စင်ရေးတွေလုပ်နေပါစေရဲတပ်ဖွဲ့ဝင်တွေရဲ့စိတ်သက်ကိုမဖြိုချနိုင်ခဲ့ပါဘူး။ချောင်းတော်စကန်ကိုလာရောက်တိုက်ခဲ့တဲ့အထက်မှာလက်ပြတ်အေစီဝါရဲ့အဖွဲ့တွေအများစုပါပါတယ်။အကြမ်းဖက်သမားတွေစတင်တိုက်ခိုက်ခဲ့ခြင်းတွေမှာလည်း Lion Battalion ဆိုပြီးကြွေးကြော်တိုက်ခိုက်ခဲ့ပေမဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေတွေ့တဲ့အချိန်မှာတော့ Top Battalion ဖြစ်သွားပါတယ်။အကြမ်းဖက်သမားတွေစတင်တိုက်ခိုက်ခြင်းတွေမှာ Lion Battalion ဆိုပြီးကြွေးကြော်တိုက်ခိုက်ခဲ့ကြပေမဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့တွေ့တဲ့အချိန်မှာတော့ Top Battalion ဖြစ်သွားပါတယ်။တပ်မတော်ကရိတ်ခါတုတ်တွေလာချပေးချိန်မှာလည်းရဲတပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိအောင်နဲ့ရန်သူစနိုက်ပါရန်ကနေကင်းဝေးအောင်အကဲဖြတ်ကြည့်သူကဒူရဲမှုပဲဖြစ်ပါတယ်။ဒူရဲမှုဟာရန်သူထံကရရှိထားတဲ့ဆက်သွယ်ရေးဆက်နဲ့ကြားပြတ်ဖမ်းယူပြီးတော့ရိတ်ခါတုတ်တက်ဆွဲမဲ့မိမိတပ်ဖွဲ့ဝင်တွေကိုဆက်လက်ထောက်ပြီးကာကွယ်ပေးခဲ့ပါတယ်။ရန်သူဟာချောင်းနှောက်ခစခန်းကိုဒရုန်းနဲ့ဘုံချရုံနဲ့မဟုတ်ဘဲနဲ့စခန်းကိုမီးလောင်ပြကြဖို့အထိလုပ်ခဲ့ပါသေးတယ်။ရန်သူတွေဟာစီဗီလင်းတွေကိုမီးစာတက်ပြီးစခန်းအတွင်းတွေကိုဒရုန်းနဲ့ပစ်ချပေမဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ပစ်ချမှုကြောင့်စခန်းကိုမီးမကူနိုင်တဲ့အပြင်ဒရုန်းမှာဆုံးရှုံးခံလိုက်ရပါတယ်။
12လပိုင်း29ရက်2023ရက်နေ့မှာတော့ရန်သူရဲ့နောက်ဆုံးတိုက်ပွဲစတင်ချိန်မှာအကြမ်းဖက်သမားတွေဟာဒရုန်းတွေနဲ့အဆက်မပြတ်ဒရော့ဘုံချတိုက်ခိုက်ခဲ့တဲ့အတွက်မိမိတပ်ဖွဲ့ဝင်တွေကိုအနိကတ်ကုတ်ကင်းနေတဲ့ဒူရဲမှုဟာဦးကောင်းမှာတရားရရှိခဲ့သလိုရန်သူရဲ့စနိုက်ပါပစ်ခတ်မှုကြောင့်မေးစီမှာလည်းစနိုက်ပါကြီးထိမှန်တရားတွေရရှိခဲ့ပါတယ်။ဒီလိုရရှိများစွာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့စိတ်သက်ကြက်ခိုင်ကောင်းမွန်စွာနဲ့တိုက်ပွဲဝင်ခဲ့တာကတကယ်ကိုလေးစားစရာကောင်းပါတယ်။12လပိုင်း30ရက်2023ရက်နေ့မှာတော့စစ်ကူ BGF တပ်ဖွဲ့ဝင်တွေနဲ့တပ်မတော်စစ်ကြောင်းတွေကချောင်းတော့ခွစခန်းကိုစစ်ကူရောက်ရှိလာတဲ့အချိန်မှာတော့အချမ်းဖတ်သမားတွေဟာဆုံးရှုံးမှုများစွာနဲ့ထွက်ပြေးသွားပြီးတိုက်ပွဲကလည်းပြီးဆုံးသွားခဲ့ပါတယ်။တိုက်ပွဲကာလတစ်လျှောက်မှာမရေမရိုင်နဲ့စိတ်သက်ခိုင်မာစွာနဲ့တိုက်ပွဲဝင်ခဲ့တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားနေစဉ်မှာစစ်ကူပစ်ကူပေးခဲ့တဲ့ BGF တပ်ဖွဲ့ဝင်တွေနဲ့မိမိတပ်ဖွဲ့ဝင်ညီကိုတွေအတွက်အသက်ဆုံးပြီးတော့စစ်ကူရောက်အောင်လိုက်လာခဲ့တဲ့တပ်မတော်သားအားလုံးကိုဂုဏ်ယူလေးစားပါတယ်လို့ပြောချင်ပါ